မင်္ဂလာပါရှင်ရွှေရောင်ကန်ကျမပရိသတ်ကြီးရှင့်အပြင်သွားခါနီးဒါမှမဟုတ်ခရီးထွက်ခါနီးမှာမမျှော်လင့်ပဲကြုံတွေ့ရတဲ့ဖြစ်ပျက်တွေဟာတင့်ခရီးစဉ်အတွက်ဘလို့နမိတ်တွေဆောင်နေမလဲဆိုတာသိပါသလားရှင့်ပစ္စည်းကျိုးပဲ့ခြင်းပထမဆုံးအနေနဲ့အိမ်ကထွက်ခါနီးမှာပစ္စည်းတစ်ခုခုကျိုးပဲ့သွားတာမျိုးပါဒါဟာခရီးလမ်းမှာအနှောင့်အယှက်တစ်ခုခုကြုံရနိုင်တဲ့သတိပေးနိမိတ်ဖြစ်ပါတယ်ဒါမျိုးကြုံရင်စိတ်မလောပဲခိတခဏပြန်ထိုင်ပြီးမှစိတ်အေးနဲ့ထွက်ခွာဖို့အကြံပြုပေးရစေရှင်တန်ဃာတော်များနှင့်ဆုံခြင်းဒုတိယအချက်ကတော့လမ်းမှာဆုံးခံကြွနေတဲ့တန်ဃာတော်တွေကိုတွေ့ရတာပါဒါဟာအင်မတန်မင်္ဂလာရှိတဲ့နိမိတ်ဖြစ်ပြီးသွားလို့ရခရီးမှာဘေးကင်းလုံခြုံရုံတင်မကပဲအလိုရှိတဲ့အလုပ်ကိစ္စတွေအောင်မြင်မဲ့အတိတ်ကောင်းဖြစ်ပါတယ်ရှင်ရေအပြည့်အိုးသို့မဟုတ်နှိုးရည်နှင့်ဆုံခြင်းနောက်ဆုံးတစ်ခုကတော့အင်မတန်ထူးခြားတဲ့လမ်းနိမိတ်ပါခရီးထွက်လာတဲ့လမ်းမှာရေအိုးပြည့်တယ်လာသူနဲ့ဆုံတာပဲဖြစ်ဖြစ်နှိုးရည်ပြည့်ပါတဲ့ခွက်တွေကိုတွေ့ရတာပဲဖြစ်ဖြစ်ဒါဟာအပြည့်အဝရရှိမဲ့နိမိတ်ဖြစ်ပါတယ်မိမိသွားမဲ့ခရီးစဉ်မှာငွေကြေးလက်လာပါတွေအပြည့်အဝရရှိပြီးစိတ်ချမ်းသာစရာတွေနဲ့ကြုံတွေ့ရမယ့်အတိတ်ကောင်းဖြစ်ပါတယ်ရှင်ဒီလိုမျိုးစိတ်ဝင်စားစရာအတိတ်နိမိတ်တွေကိုသိချင်ရင်တော့ရွှေရောင်ကန်ကျမကိုအမြဲဆောင်ကြည့်ဖို့မမေ့နဲ့ဦးတော်အားလုံးပဲဘေးကင်းတဲ့ခရီးစဉ်တွေပိုင်ဆိုင်ကြပါစေရှင်